အားလုံးပဲမင်္ဂလာပါ Top Trader မြန်မာ channel ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့2026ရဲ့ပထမဆုံးဗီဒီယိုဖြစ်တယ်အားလုံးပဲ Happy New Year again မင်္ဂလာနှစ်သက်ပါမိတ်ဆွေ traders များအနေနဲ့ဘယ်အသက်အရွယ်ပဲချိန်တုန်းကစပြီးတော့ trade လောကထဲကိုဝင်ရောက်လာခဲ့ကြပါတယ်ခုခေတ်မှာတော့တိုးတက်လာတဲ့ internet ကြောင့်ငယ်ငယ်ရွယ်နဲ့မျိုးဆက်သစ်လူငယ်တွေဆက်ကြော်တဲ့ Gen Z 20ကျော်တွေခက်များများစ trade လာတာကိုတွေးမြင်ကြရမှာပါအခုတင်ဆက်ပြီးမယ့်အကြောင်းအရာကတော့ကမ္ဘာအသက်ကြီးဆုံး stock day trader လို့ပြောလို့ရတယ်အသက်90ရှိနေပြီဖြစ်တဲ့ပိုပို Mr. Shigeru Fujimoto အကြောင်းပဲဖြစ်ပါတယ် Mr. Shigeru Fujimoto ဟာ1936ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့အခုလက်ရှိဂျပန်နိုင်ငံကိုဘေမြို့မှာနေထိုင်ပါတယ် Mr. Shigeru Fujimoto ဟာအရင်တုန်းကအိမ်မွေးတိရစ္ဆာန်ဆိုင်ပိုင်ရှင်ဖြစ်ခဲ့ပြီးတော့အသက်66နှစ်မှာ online stock share စာ trade တာကနေအခုဆိုရင် trade ကြောင့်သူ့ရဲ့ငွေကြေးချမ်းသာကြွယ်ဝမှုဟာရန်ငွေ1ဘီလီယံ US ဒေါ်လာ14တန်ရရှိခဲ့ပြီဖြစ်ပါတယ်။မီလီယံနာဖြစ်သွားပြီပေါ့နော်။ Fujimoto ဟာအသက်19နှစ်အရွယ်အထက်တန်းကျောင်းပြီးကြတဲ့ကငွေကြေးလောကထဲမှာယင်းနှမြုံနှံမှု investment ကိုစလုပ်ခဲ့ပေမဲ့အသေးချာမလုပ်ခဲ့ပါဘူး။ဘာဆက်လုပ်ခဲ့တယ်လဲဆိုတော့အမာကျောက်လောင်ကစားပွဲရုံကိုစတင်တည်ထောင်ခဲ့ပြီးတော့တော်တော်အောင်မြင်ခဲ့ပါတယ်။သူကိတုံကအမာကျောက်ပွဲရုံတွေကတော်တော်ခစ်စားတယ်လို့ဆိုတယ်။လောင်ကစားဟာတရားမဝင်ဘူးဆိုပေမဲ့အစိုးရတတ်မှတ်ထားတဲ့ gray area မှာဖွင့်ခွင့်ပြုတယ်လို့ဆိုပါတယ်။အဲ့မှာနောက်ထပ်ပွဲရုံခွဲ3ခုထောင်နိုင်တဲ့အချိန်မှာသူစီးပွားရေးကိုရန်ငွေ65တန်းနဲ့ရောင်းချခဲ့ပါတယ်။ယင်းနှမြုံနှံဖို့ငွေစုတာပေါ့နော်။1986ခုနှစ်မှာ full time investor အချိန်ပြည့်ယင်းနှမြုံနှံသူ investor လုပ်ပြီးတော့ဂျပန်နိုင်ငံရဲ့1980နောက်ပိုင်းတိုးတက်လာတဲ့ stock share တွေကိုယင်းနှမြုံနှံနိုင်ခဲ့တဲ့အတွက်ရန်ငွေ1ဘီလီယံတိရရှိခဲ့တဲ့ဒီလိုနဲ့ဘယ်အရာမှမမြင်ဆိုတယ်လို့ပဲ economic bubble လို့ခေါ်တဲ့စီးပွားရေးပူဖောင်းတဲ့ရင်ဆိုင်ရပြီးတော့သူ့ပိုင်ဆိုင်မှုဟာကျန်းတန်းပေါင်း200အထိကျဆင်းသွားခဲ့တယ်ထပ်ပြီးတော့1995ခုနှစ်မှာဖြစ်ခဲ့တဲ့ဟန်ရှင်းမဟာငလျင်ကြောင့်သူ့တိုက်ခန်းပြိုသွားခဲ့တယ်အဝတ်တစ်ထည်ကိုတခုဒဏ်ရာတွေနဲ့အထက်တန်းကြောင်းမှာအိတ်ခဲ့ရတဲ့ဒုက္ခတွေဖြစ်ခဲ့ရတယ်ဒီလိုတွေ့ကြုံတွေကြောင့်ကြာဝယ်ထားပြီးရှင်းနှမြုံနှံမှုမလုပ်တော့ဘဲနဲ့ day trader ပဲလုပ်တဲ့တဘောလို့ဆိုလို့ရနိုင်ပါတယ်2002ခုနှစ်အသက်66ခုနှစ်မှာကွန်ပျူတာတော့မကင်ဖူးသေးတဲ့ Shigeru Fujimoto ဟာ online ကနေ stock share စ trade ခဲ့တယ်။ online ကနေ trade လို့မရခင်မှာအရင်ခေတ်တုန်းကဆိုရင်ဖုန်းနဲ့ broker တွေကိုလှမ်းခေါ်ပြီးတော့ over the counter order တင်ရပါတယ်။ commission ခတွေအရင်လောက်စေးမကြည့်တော့ဘူးအရင်ဆင်ပြေတယ်ဆိုပြီးတော့ကိုပိုင်ကွန်ပျူတာတစ်လုံးဝယ်ပြီးလုံးဝမသုံးတတ်တာကနေရအောင်လေ့လာသင်ယူလေ့ကျင့်ပါတော့တယ်။ခုဆိုရင် Shigeru Fujimoto ဟာကွန်ပျူတာ3လုံးနဲ့တောင်အလုပ်လုပ်နေပြီးတော့သူရဲ့ trade အလုပ်ကသူများတွေအိမ်မော်ကြနေတဲ့အချိန်မနေ့2နာရီမှာစပါတယ်တဲ့ပုံမှန် US stock ဈေးကွက်ကိုလေ့လာတဲ့သတင်းစာကောင်းစင်တွေဖတ်တဲ့ဈေးကွက်ရှားလာတွေကိုမှတ်သားတယ်မနေ့9နာရီဆိုရင် Japan Stock Exchange ဖွင့်နေမနေ့9နာရီနဲ့10နာရီဟာတူအတွက်အင်မတန်အရေးကြီးတဲ့အချိန်ဖြစ်ပြီးတော့အရောင်းဝယ် order တွေတင်နေတဲ့အချိန်ပေါ့အရောင်းဝယ် order မှာပြီးမနှိမ့်မိအောင်တော်တော်ဂရုစိုက်ရပါတယ်တခါလေးလဲမားနေတာလည်းရှိပါတယ်ပြီးတော့တစ်နေ့လုံးသူစိတ်ဝင်စားတဲ့ကုမ္ပဏီ share တွေအကြောင်းကိုထပ်ပြီးလေ့လာဖတ်ရှုပါတယ်ဈေးကွက်ပိတ်ပြီးသွားချိန်မှာတော့သူ trade မှတ်တမ်းတွေမဆူစာအုပ်မှာလက်နဲ့ရေးမှတ်ပြီးတော့ည8နာရီမှာအိပ်ရာဝင်ပါတယ်ဘယ် stock share ကိုဝယ်ရမလဲဆိုတဲ့သူရဲ့အခြေခံစံနှုန်းကတော့အလွန်ရိုးရှင်းပါတယ်သူဟာအကျိုးအမြတ်အမျက်ဝေစုဝင်ငွေတိုးတက်မှုအဆင့်ခံစားရှိတဲ့ကုမ္ပဏီတွေအပြင်ပြန်လည်ဝယ်ယူမှု buybacks နဲ့ share ရှင် shareholder အကျိုးခံစားခွင့်တွေရှိတဲ့ကုမ္ပဏီတွေကိုရွေးချယ်ပါတယ် fundamental သတင်းတွေနဲ့လည်း trade ပေမဲ့သူရဲ့အားသာချက်ကတော့ technical analysis ဖြစ်တဲ့ RSI overbought တွေကြည့်တဲ့ momentum ရှိမရှိ MACD moving average divergence convergence ကြည့်ပါတယ် Shigeru Fujimoto ရဲ့ idol က Warren Buffett ဖြစ်ပါတယ် Warren Buffett ဟာအသက်66ရှိနေပြီဖြစ်တဲ့ American billionaire investor တစ်ယောက်ဖြစ်ပါတယ်Fujimoto ဟာသူရှိမှန်းထားတဲ့ငွေကြေးနံပါတ်ရှိပေမဲ့စိန်ခံဘဝကိုအလိုမရှိပါဘူး။ trade လုပ်တာဝရဏလည်းပါတယ်လို့ဈေးကွက်တွေကိုလေ့လာခံမှန်းရတာအင်မတန်လည်းပျော်ပါတယ်တဲ့။ cell phone လည်းမကင်ကားလည်းမဝယ်ပါဘူး။ credit ကလည်းမရှိပါဘူး။သူဝတ်ထားတဲ့အင်ဂျီကလည်းအယောင်ခက်နန်းနွမ်းလွန်ခဲ့တဲ့15နှစ်ကရန်ထောင်ကျော်တန်ဝယ်ခဲ့တဲ့ဝတ်ထားတဲ့အကြိုက်ဆုံးအုပ်ထုပ်ကလည်းအယောင်တော်တော်မှိန်နေပြီ။သူရှိဘဝနေထိုင်မှုတဒနာကတော့ဘယ်အသက်ရွယ်မဆိုခမားကိုတီဟာပဲလို့တွေးစရာစဉ်းစားစရာဖြစ်စေတဲ့အရာကိုမအောင်မြင်နိုင်ဘူးဆုံးရှုံးနိုင်ခြေ risk ရှိပေမဲ့အခွင့်အရေးယူတဲ့နယ်လို့ဆိုပါတယ်
ဂျပန်စကားပုံမှာပြောထားတယ်လို့ပဲ9ခါလဲကြရင်10ခါပြန်ထားမယ်လို့ဆိုထားတယ်လို့ကျွန်တော်ကတော့9ခါတော့မဟုတ်အခါ90လောက်လဲကြပြိုလဲဖူးပါတယ်ဆုံးရှုံးမှုကိုအတိမတ်ပြုပြီးတော့စိတ်ညစ်စိတ်ပြတ်နေမယ်အစားဆက်ကြိုးစားပါခမညာကြိုးစားအားထုတ်နေတဲ့တွေအသက်ရွယ်ဟာပြဿနာမဟုတ်ဘူးတခုခုစားလုပ်ဖို့ဘယ်အရာမှနောက်ကျတယ်ဆိုတာမရှိဘူးမိုင်ပေါင်း1000ခရီးဟာမိုင်1000ခရီးကနေစတယ်လို့ဆိုပါတယ်မြန်မာစကားပုံဒီနေ့တလန်ပကံပဲရွေ့မလဲပေါ့နော်ရှီဂေရူဖူဂျီမိုတိုဟာအသက်ကြီးလာပြီဖြစ်တဲ့အတွက်ကြကြမထိုင်နိုင်တဲ့ခါနာယောဂလည်းဖြစ်လာတယ်တခါတလေမျက်လုံးကလည်းတအားညောင်းပြီးတော့မန်ဘလူးသုံးရတာလည်းရှိတယ်ဒါပေမဲ့သူကသူ့လက်ရှိဘဝရှာလက်ကိုအမှတ်တရမှာ85ပေးထားတယ်အမှတ်90ကနေ100ပြည့်အောင်ဆက်လုပ်ဖို့တစ်နေ့တစ်နေ့ skill တွေပိုတိုးတက်လာအောင်ကြိုးစားနေတယ်ဒီထက်ကျမအောင်လုပ်မယ်လို့လည်းဆိုတယ်ပြီးတော့တေမပဲပင်စင်ယူမယ်သူ့ဘဝအတွက်အမှတ်ပြည့်ရသွားတဲ့အချိန်ဟာသူတေရတဲ့အချိန်ဖြစ်လည်းဖြစ်မယ်လို့ရေးစရာလို့ပြောဆိုနေပါသေးတယ်ဖူဂျီမိုတိုဟာ2023ခုနှစ်မှာ Teachings of Shigeru San an 87-year-old active trader ဆိုတဲ့ဂျပန်စာအုပ်ကိုထုတ်ဝေခဲ့တယ်။သူရဲ့ဝရဏကတောင်တက်ခြင်းဖြစ်ပြီးတော့သူရဲ့အိမ်မွေးတရိษံကကျက်တူ၍ပါရာဂစ်ဖြစ်တယ်။ဟုတ်ကဲ့ပါဒီ trader Popo Shigeru Fujimoto ကိုကြည့်ပြီးတော့မိတ်ဆွေတို့အနေနဲ့တွေးစရာတစ်ခုခုခွန်အားတစ်ခုခုရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်။ငွေကြေးလောက financial markets မှာအောင်မြင်ဖို့အသက်ရွယ်ကန့်သတ်ချက်မရှိဘူးဆိုတဲ့ဥပမာတစ်ခုပါပဲ။ admin ရသွားတဲ့အထက်ကတော့ရပ်တန့်မှုမရှိတဲ့ကြိုးစားအားထုတ်မှုအတွက်ဆုံးရှုံးမှုဟာအောင်မြင်မှုအတွက်လက်ကတစ်ပါပဲ။ခုလိုနှထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်